ခရစ္စတီယာနို ရိုနယ်ဒိုရဲ့နိုင်ငံလက်ရွေးစင်ကစားသမားဘဝနဲ့ပတ်သက်ပြီးထူးဆန်းတဲ့အချက်ကတော့အခုပြောမယ့်ဇလန်ရဲ့အစကပေါ်တူဂီအသင်းဆိုတာနဲ့ရိုနယ်ဒိုဆိုပြီးတွဲမမြင်ခင်ကလေးကစတင်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာလူတွေကအတိတ်ကိုပြန်ကြည့်တဲ့အခါရိုနယ်ဒိုကပေါ်တူဂီဘောလုံးလောကရဲ့မျက်နှာစာတဲ့အနာဂတ်ချန်ပီယံလိဖလားရဲ့စံချိန်ရှင်အနာဂတ်ဘောလုံးဒီယောဆုရှင်နဲ့ကောင်းကင်ကရွေးချယ်လိုက်တဲ့သူတချို့ဆုံးအဖြစ်နဲ့စတင်ရောက်ရှိလာခဲ့တာလို့အလွယ်တကူပဲထင်မြင်ယူဆမိနိုင်ပါတယ်။ဒါပေမဲ့2004ခုနှစ်ရဲ့နွေရာသီတုန်းကတော့ပေါ်တူဂီအသင်းမှာတူထက်ရေးပါတဲ့ကနဝင်ကစားသမားတွေရှိနေပြီးသားဖြစ်ပါတယ်။ခရစ္စတီယာနို ရိုနယ်ဒိုကပေါ်တူဂီအသင်းတစ်ခုလုံးကိုခုလိုမျိုးပကုံးပေါ်ထမ်းပြီးမတည်ဆောင်နိုင်သေးပါဘူး။သူကအဲ့ဒီလိုထမ်းပိုးထားကြတဲ့ကနဝင်ကစားသမားကြီးတွေကြားထဲမှာနေရာတနေရာရဖို့ရုန်းကန်ကြိုးစားနေရတော့မှရှိပါသေးတယ်။ရှူထောင်ပေါင်းဆောင်ကနေကြည့်ရင်2004ခုနှစ်ကပေါ်တူဂီဘောလုံးသမိုင်းမှာကြုံတွေ့ဘူးသမျှဘောလုံးနှစ်တည်ထဲမှာအရေးကြီးဆုံးနှစ်တစ်နှစ်လို့ခန်းစားခဲ့ရပါတယ်။ယူရိုပြိုင်ပွဲမစခင်ရဲတပတ်အနေငယ်အလိုမှာတင်ဂျိုဆေမော်ရီညိုကပေါ်တိုအသင်းကိုဦးဆောင်ပြီးတော့ခေတ်သစ်ဘောလုံးသမိုင်းမှာအကြီးမားဆုံးသောချန်ပီယံလိအောင်ပွဲကြီးတစ်ခုရရှိခဲ့ပါတယ်။ပေါ်တူဂီကလပ်အသင်းလေးတစ်ခုက Real Madrid, AC Milan ဒါမှမဟုတ် Manchester United တို့လိုကျွဲဝချမ်းသာမှုမျိုးမရှိဘဲနဲ့ဥရောပကိုသိမ်းပိုက်ပြလိုက်တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဘောလုံးလောကကြီးတစ်ခုလုံးကပေါ်တူဂီနိုင်ငံအပေါ်အမြင်တစ်မျိုးနဲ့ရုတ်တရက်ကြီးပြောင်းလဲကြည့်ရှုလာကြပါတော့တယ်။ဂျိုဆေမော်ရီညိုနဲ့အတူဒီကိုရီကာဒိုကာဗယ်ဟိုဘောလိုဖာရီယာတို့ကပေါ်တူဂီဘောလုံးလောကအနေနဲ့ဘယ်သူ့မှမဆိုရင်ဆိုင်ရှင်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကိုသက်သေပြဖို့ကူညီပေးခဲ့ကြပါတယ်။အဲဒီနောက်ပေါ်တူဂီမြေပေါ်မှာအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့ယူရို2004ပြိုင်ပွဲကြီးရောက်ရှိလာပါတော့တယ်။ကွင်းသစ်တွေတိဆောက်ကြတယ်လမ်းမတွေပေါ်မှာအလံတွေလွှင့်ထူထားတယ်ရုပ်သံလိုင်းတွေကလည်းရက်တွေကိုပြောင်းပြန်ရေးတွက်နေကြပြီးလူများမြင်မှုသမျှတွေမှာအတောင့်တင်းဆုံးပေါ်တူဂီလူစီယင်းကိုစုစည်းပြီးတော့ပွဲထွက်လာခဲ့ပါတယ်လူဝစ်ဖီဂိုကတော့ကမ္ဘာဘောလုံးလောကရဲ့အကြီးမားဆုံးကျယ်ဝန်းတွေကတယောက်ဖြစ်ရှိနေစေဖြစ်ပါတယ်ရူကော့စတာကတော့ဘောလုံးနစ်စနက်ပိုင်းကျွမ်းကျင်တဲ့မျိုးဆက်တစ်ခုရဲ့နောက်ဆုံးရွှေ့ရောင်တောက်ပမှုကိုကိုစားပြုနေပါတယ်ဒီကိုကလည်းပေါ်တိုသင်းနဲ့တူဥရောပကိုလွှမ်းမိုးပြီးခါစားဖြစ်တယ်လို့ရီကာဒိုကာဗယ်ဟိုကလည်းဥရောပတိုက်ရဲ့အကောင်းဆုံးနောက်ခံလူတွေကတယောက်ဖြစ်လာနေပါပြီဒီပြိုင်ပွဲကခရစ္စတီယာနို ရိုနယ်ဒိုဆိုတဲ့လူငယ်လေးတယောက်ကိုရှာဖွေဖော်ထုတ်ဖို့ရည်ရွယ်ထားတာတော့မဟုတ်ပါဘူးသူမတိုင်ခင်ရှိနေခဲ့တဲ့ကနဝင်ကစားသမားကြီးတွေအားလုံးရဲ့အောင်ပွဲခံတရပူဆောင်မဲ့အခိုက်အတန့်ဖြစ်လာဖို့အားလုံးကရည်ရွယ်ထားတာဖြစ်ပါတယ်အဲဒါကြောင့်ပဲခုပြန်ကြည့်တဲ့အခါယူရိုအဖွင့်ပွဲစဉ်အဖြစ် Green နဲ့ပွဲကတကယ်ကိုအရေးကြီးခဲ့တယ်လို့ခံစားရတာဖြစ်ပါတယ်လစ်ဘုံမြို့မှာပေါ်တူဂီအသင်းက Green ကို2-2နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်အဲဒီနောက်ပေါ်တူဂီဘောလုံးပရိသတ်တွေတစ်ခုလုံးကချက်ချင်းပဲပြောင်းလဲသွားခဲ့ပါတယ်ဒီအသင်းပေါ်လပေါင်းများစွာဝင်ရန်ထားခဲ့တဲ့ယုံကြည်မှုတွေနဲ့ဘိုးဆွဲဖို့တေချာတလောက်ရှိတယ်ဆိုတဲ့စိတ်ခံစားချက်ကြီးကရုတ်တရက်ပျောက်ကွယ်သွားခဲ့ရပါတယ်အဲဒီလိုစိတ်ပြတ်စရာတွေရဲ့အတွင်းပိုင်းမှာတော့နောက်ထပ်နှစ်ပေါင်း20စာရဲ့မျှော်လင့်ချက်လေးတစ်ခုကကိန်းအောင်ပျောက်ကွယ်နေပါတယ်အဲ့ဒါကတော့အသက်19နှစ်အရွယ်ရိုနယ်ဒိုကရန်ခုံကနေလူစားဝင်လာပြီးတော့ပေါ်တူဂီအသင်းအတွက်တလုံးနဲ့တော့ခြေပကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကဒါစိတ်သက်သာရစေုံနှစ်သိမ့်ကိုလို့ခံစားရပေမဲ့အခုပြန်ကြည့်တဲ့အခါမှာဒါဘောလုံးလောကကိုမိတ်ဆက်ခြင်းတစ်ခုလိုမျိုးခံစားရနိုင်ပါတယ်ဒီဖြစ်ရပ်တွေရဲ့အချိန်ကိုက်ဖြစ်ပုံကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့12လအတွင်းမှာတင်ရိုနယ်ဒိုရဲ့ကစားသမားဘဝကတိတိတတ်တာကိုပြောင်းလဲသွားခဲ့လို့ဖြစ်ပါတယ်2003ခုနှစ်ရဲ့နွေရာသီတုန်းကသူက Sporting Lisbon အသင်းမှာစီနီယာအသင်းကြီးစီကိုတက်လှမ်းနိုင်ဖို့ရုန်းကန်နေရတဲ့ဆယ်ကျော်သက်လူငယ်လေးတယောက်ပဲရှိပါသေးတယ်အဲဒီနောက် Manchester United နဲ့ခြေဆမ်းပွဲကစားခဲ့ပါတယ်ပွဲတစ်ပွဲမိနစ်90လုံးပြင်းပြလာတဲ့စိတ်သက်နဲ့သူ့ရဲ့ခြေစွမ်းပြမှုက Manchester United ကစားသမားတွေကိုအိမ်ပြန်လန်းခီးစဉ်တစ်လျှောက်လုံးမှာနီးပြဆာအလက်ဖာကူဆန်စီသွားပြီးဒီကောင်လေးကိုချက်ချင်းစာချုပ်ချုပ်ရမယ်လို့တိုက်တွန်းခဲ့ကြတယ်လို့သတင်းတွေထွက်ခဲ့ပါတယ်ရက်တပတ်အနေငယ်အတွင်းမှာပဲသူက Joe Bash, Eric Cantona နဲ့ David Beckham တို့ဝစ်ဆင်ခဲ့ဘူးတဲ့ကျောင်းနံပါတ်9အင်ဂျီကိုဝစ်ဆင်ပြီးတော့ Old Trafford ကွင်းကြီးထဲကိုရက်နေပါပြီယူရိုပြန်ပွဲတွေဆက်လက်ကျင်းပလာတာနဲ့မျှပေါ်တူဂီကအဖွင့်ပွဲရှုံးနိမ့်မှုကနေပြန်လဲရုံထလာပြီးတော့တဖြည်းဖြည်းနဲ့ပြန်ပွဲအရှိန်ကိုတင်လာနိုင်ခဲ့ပါတယ်သူတို့စပိန်ကိုနိုင်ခဲ့တယ်အင်္ဂလန်ကိုပြန်ပွဲကနေထုတ်ပစ်ခဲ့တယ်ပြီးတော့နယ်သာလန်ကိုမှကြော်ဖြတ်နိုင်ခဲ့ပါတယ်ပွဲစဉ်တစ်ဆင့်ပြီးတစ်ဆင့်ကြော်ဖြတ်လာတိုင်းမှာတိမ်မွေ့တဲ့အပြောင်းလဲတစ်ခုစတင်ဖြစ်ပေါ်လာခဲ့ပါတယ်ရိုနယ်ဒိုကအသင်းရဲ့အကောင်းဆုံးကစားသမားမဟုတ်သေးပါဘူးအဲဒီဂုဏ်ပုဒ်ကိုဖီဂိုကပဲပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်ဒီကိုကပွဲတွေကိုဆက်လက်ပုံဖော်မောင်းနေဆဲဖြစ်ပါတယ်ရူကော့စတာကလည်းပွဲပေါ်ကြီးမားတဲ့လွှမ်းမိုးမှုကိုတည်ဆောင်ထားဆဲဖြစ်ပါတယ်ဒါပေမဲ့ရိုနယ်ဒိုကလူတွေမပြောဝဲမနေနိုင်တော့အောင်စိတ်ဝင်စားစရာအကောင်းဆုံးကစားသမားဖြစ်လာခဲ့ပါတယ်သူဘောလုံးဆွဲပြေးတဲ့အချိန်တိုင်းကအနည်းရှိတယ်လို့ခံစားရစေပြီးတော့သူ့ရဲ့အရှိန်မြင့်ပြေးထွက်မှုတွေတိုင်းကလည်းပောက်ကွယ်ပြင်းထန်လာပါတယ်သူ့ရဲ့ပွဲထွက်လာမှုတိုင်းကနောင်နာဂတ်မှာရောက်ရှိလာတော့မယ့်အရာတစ်ခုရဲ့ပွဲကြိုနမူနာတစ်ခုကိုကြည့်နေရတယ်လို့ပါပဲအဲဒါကြောင့်ပဲဘောလူပွဲကတကယ်ကိုရင်နာစရာကောင်းခဲ့တာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ပေါ်တူဂီအသင်းကအနိုင်ရဖို့ကလွဲရင်
ကျန်တဲ့အရာအားလုံးကိုအမှားယွင်းမရှိမှန်မှန်ကန်ကန်လှုပ်ဆောင်နိုင်ခဲ့လို့ဖြစ်ပါတယ်။အင်ရှင်ပေါ်တူဂီကသမိုင်းတစ်လျှောက်အကောင်းဆုံးမျိုးဆက်နဲ့အတူ legacy တစ်ခုကိုခြံထားခဲ့ဖို့မိနစ်90တာလိုပါတော့တယ်။ဒါပေမဲ့ဘောလုံးလောကရဲ့ထုံးစံအတိုင်းရေးထားတဲ့စက်ညွန်အတိုင်းဘယ်တော့မှဖြစ်မလာခဲ့ပါဘူး။ခရစ်သင်ကပေါ်တူဂီကိုဒီပြိုင်ပွဲမှာဒုတိယကြိမ်မြောက်ထပ်မံအနိုင်ယူသွားခဲ့ပြီးတော့သူတို့ရဲ့အိမ်မက်ကြီးကလည်းပြိုလဲပျက်စီးသွားခဲ့ရပါတယ်။ပြီးတော့ကြံရစ်ခဲ့တဲ့ပုံရိပ်က Figo မဟုတ်ပါဘူး။ Rui Costa မဟုတ်ပါဘူး။ ခရစ်သင်ရဲ့အောင်ပွဲခံမှုတွေတော့မဟုတ်ပါဘူး။အဲ့ဒါကတော့ကွင်းထဲမှာထိုင်ပြီးတော့ရှိုက်ချစ်တဲ့ငငိုကြွေးနေတဲ့အသက်16နှစ်အရွယ် Ronaldo ရဲ့ပုံရိပ်ပဲဖြစ်ပါတယ်။အခုပြန်ကြည့်တဲ့အခါဘောလုံးလောကက Cristiano Ronaldo ရဲ့နိုင်ငံတကာကစားသမားဘဝပုံမြင်တစ်ခုကိုမစတင်ခင်ကတည်းကကြိုတင်ပုံဖော်ပြသလိုက်တယ်လို့ပါပဲ။ဘာလို့လဲဆိုတော့ကန်ဂျမာကလန်ခင်းပေးထားတယ်လို့ခံစားရတဲ့မက်ဆီရဲ့ဇလန်နဲ့မတူဘဲနဲ့ Ronaldo ရဲ့ဇလန်ကတော့ဇွဲလုံးလာကြီးမားတာတွေထူးခြားဆန်းပြတဲ့အရာတစ်ခုရဲ့အဆုံးသတ်နာအထိရောက်ရှိသွားပြီးမှလွဲချော်ခဲ့ရတာတွေပြီးရင်ပြန်ယုံထပြီးတော့ထပ်တလဲလဲစူးစမ်းတာတွေအဲ့ဒါတွေပြင်ဇလန်တစ်ခုလုံးကိုအလှည့်ပြောင်းတစ်ခုဖြစ်မလာမချင်းအထက်ထက်အခါခါပြန်လုပ်ပြခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့လို့ပါပဲ2006ခုနှစ်ရဲ့နွေရာသီမှာတော့ Cristiano Ronaldo ကလုံးဝမတူညီတဲ့ဘဝနှစ်ခုကိုတပြိုင်တည်းဖြတ်သန်းနေရပါတယ်ပေါ်တူဂီနိုင်ငံမှာတော့သူ့နိုင်ငံအသင်းရဲ့အနာဂတ်အဖြစ်ပုံမှုရှုမြင်လာကြပြီးတော့ယူရို2004ခုနှစ်တုန်းကထွက်လာခဲ့တဲ့ဒီဆယ်ကျော်သက်လူငယ်လေးက Figo ရဲ့ခက်လွန်မှာနိုင်ငံကိုထမ်းပိုးမဲ့သူဖြစ်လာလိမ့်မယ်လို့မျှော်လင့်ခြင်းခံထားရပါတယ်အခုဆိုရင် Ronaldo ရဲ့ကစားပုံတွေနဲ့ခြေစွမ်းပြမှုတွေတိုင်းကအရင်အထက်ပိုပြီးတော့အသေးစိတ်စီစစ်ဝေဖန်ခြင်းခံလာရပါတယ်သူရဲ့ဘောလုံးဆွဲပြေးမှုတိုင်းကပိုပြီးအရေးကြီးလာတယ်လို့ခံစားရစေပြီးတော့သူရဲ့တိုးတက်မှုတိုင်းကလည်းလွန်ခဲ့တဲ့2နှစ် Green နဲ့ပွဲစဉ်ညကလေးကပေါ်တူဂီပရိသတ်တွေမျှော်လင့်ခဲ့တဲ့အရာကိုပိုပြီးတော့အတီးပြုတ်နေတယ်လို့ဖြစ်နေပါတယ်ဒါပေမဲ့အင်္ဂလန်နိုင်ငံမှာတော့သူ့ပေါ်ပြောဆိုချက်တွေကိုတိတ်ပြီးတော့စိတ်ဝင်စားမရှိလာပါဘူး Manchester United ကစားသမားဘဝ3နှစ်တာကာလအတွင်းမှာ Ronaldo ကဥရောပဘောလုံးလောကမှာဘောလုံးလောကအတွင်းအမြင်ကွဲလွဲမှုအများဆုံးဖြစ်စေတဲ့လူငယ်ကစားသမားတစ်ဦးဖြစ်ရှိနေစေဖြစ်ပါတယ် Sir Alex Ferguson ကတော့သူဘာဖြစ်လာမလဲဆိုတာအသိလင်းကြိုတင်မြင်နေခဲ့ပါတယ်ဒါပေမဲ့ဘောလုံးပရိသတ်တွေနဲ့ဝေဖန်သူအများစုကတော့မမြင်နိုင်ကြသေးပါဘူးသူ့ရဲ့ပါရမီကတော့ထင်ရှားပါတယ်အချိန်ကလည်းမယုံနိုင်စရာကောင်းပြီးတော့ဘောလုံးလှည့်ကွက်တွေကလည်းအံ့ဩစရာကောင်းလာပါတယ်ဒါပေမဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာစိတ်ပျက်စရာခံစားချက်တွေကလည်းကြီးထွားနေစေဖြစ်ပါတယ်ဘောလုံးလှပြတာတွေကအများများလုံးနဲ့ဘောလုံးကိုကင်ထားတာအများများလုံးနဲ့ပြီးတော့အသင်းအတွက်ဂိုးသွင်းဖို့ထက်သူ့ရဲ့အလှပြကွက်တွေနဲ့နောက်ခံသူကိုကြော်ဖြတ်ဖို့ပဲပို့ပြီးစိတ်ဝင်စားနေတယ်လို့မြင်တွေ့ရတဲ့အခိုက်အတန့်နေရာများလုံးနဲ့ဆိုပြီးဝေဖန်ခဲ့ကြပါတယ် Cristiano Ronaldo ရဲ့အလုံးစုံပြီးပြည့်စုံတဲ့ကစားသမားပုံစံကအဲ့ဒီအချိန်ထိရောက်မလာသေးပါဘူးဒါပေမဲ့ဂျာမနီကမ္ဘာဖလားပြိုင်ပွဲက Ferguson ကြိုတင်သိရှိထားနေမိသားအရာတစ်ခုကိုကမ္ဘာကြီးတစ်ခုလုံးစတင်မြင်တွေ့ရခဲ့တဲ့ပြိုင်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်ပေါ်တူဂီအသင်းဟာအဲ့ဒီကမ္ဘာဖလားကိုစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေတစ်ခုနဲ့ရောက်ရှိလာခဲ့ပါတယ်ဘာလို့လဲဆိုတော့ယူရို2004တုန်းကလိုပဲသူတို့ကမျိုးဆက်နှစ်ခုကြားတဲ့ကအကောင်းဆုံးကစားသမားတွေကိုရွေးချယ်ထားနိုင်ခဲ့လို့ဖြစ်ပါတယ်ဒီအသင်းဟာလွန်ခဲ့တဲ့2နှစ်ကယူရိုပိုလူပွဲကိုတက်လှမ်းခဲ့တဲ့အသင်းသားအများစုနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်ဒါပေမဲ့မျိုးဆက်ပြောင်းလဲမှုဖြစ်ပေါ်နေတာကိုတော့လူတိုင်းခံစားမိနိုင်ပါတယ်လွန်ခဲ့တဲ့10စုနှစ်တစ်ခုလုံးပေါ်တူဂီဘောလုံးလောကကိုထမ်းပိုးခဲ့တဲ့ကစားသမားကြီးတွေကသူတို့ရဲ့ကစားသမားဘဝရဲ့နောက်ဆုံးအနားယူချိန်တွေစီကိုတဖြည်းဖြည်းချင်းကပ်လာနေကြပါပြီဒါပေမဲ့ Ronaldo ကတော့အသက်22နှစ်ပဲရှိသေးတာကြောင့်သူ့ရဲ့အနာဂတ်ကြီးကဘယ်သူမှမမျှော်လင့်ထားခင်မှာပဲအရှိန်အဟုန်နဲ့ရောက်ရှိလို့နေပါတယ်ပြိုင်ပွဲရဲ့အစပိုင်းမှာတော့ AACC ပဲစတင်ခဲ့ပါတယ်ပေါ်တူဂီကအန်ဂိုလာအီရန်နဲ့မက္ကဆီကိုတို့ပါဝင်တဲ့အုပ်စုပွဲစဉ်3ခုစလုံးကိုတကူမှအပြီးမခံရဘဲနဲ့အနိုင်ရရှိခဲ့ပါတယ် Ronaldo ကလည်းအီရန်နဲ့ပွဲမှာပနယ်တီကနေသူ့ရဲ့ပထမဆုံးသောကမ္ဘာဖလားသွင်းဂိုးကိုရယူခဲ့ပါတယ်ဒါကအချိန်ကာလတစ်ခုရဲ့သိငယ်တဲ့အခိုက်အတန့်လေးတစ်ခုပါပဲဒါပေမဲ့နောက်ပိုင်းပြန်တွေးကြည့်တဲ့အခါမှာတော့တကယ်ကိုအဓိပ္ပာယ်ပြေဝတဲ့သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့ပါတယ်ဒါကနောက်10စုနှစ်2ခုအတွင်းမှာကမ္ဘာဖလားလို့ပြိုင်ပွဲကြီး9ချိန်6ချိန်လောက်ထိတည်တက်မဲ့သူ့ရဲ့ကမ္ဘာဖလားဖြတ်တန်းမှုသမိုင်းတစ်လျှောက်လုံးရဲ့ပထမဆုံးတော့သွင်းဂိုးဖြစ်လာလိမ့်မယ်လို့အဲ့ဒီတုန်းကဘယ်သူမှမသိခဲ့ကြပါဘူးဒါပေမဲ့ပေါ်တူဂီရဲ့အုပ်စုဆင့်ပွဲစဉ်တွေကိုပြန်ကြည့်တဲ့အခါအထင်ရှားဆုံးရာက Ronaldo ရဲ့သွင်းဂိုးအရေးသွမ်းမဟုတ်ပါဘူးအဲ့ဒါတော့သူ့ကိုလုံးဝလျက်လျူရှုထားဖို့လုံးဝမဖြစ်နိုင်တော့ဘူးဆိုတဲ့ခန်းစားချက်ကြီးကပုံမပြင်းထန်လာကြတာပဲဖြစ်ပါတယ်သူဘောလုံးရတဲ့အချိန်တိုင်းမှာနောက်ခံလူတွေကထိတ်လန့်တုန်လှုပ်နေကြပါတယ်သူအရှိန်မြင့်တင်လိုက်တဲ့အခါမှာလည်းနောက်ခံလူတွေကြားထဲမှာပြပြတလဲဖြစ်ကုန်ကြပါတယ် Manchester United မှာစတင်ပွင့်လန်းလာခဲ့တဲ့သူ့ရဲ့ယုံကြည်မှုတွေကအခုဆိုရင်ဘောလုံးလောကရဲ့ကြီးမားဆုံးစစ်မြတ်ထက်မှာထင်ထင်ရှားရှားပေါ်ထွက်လာခဲ့ပါပြီပထမဆုံးတကယ်စိန်ခေါ်မှုကတော့16သိန်းအဆင့်နယ်သာလန်နဲ့ပွဲစဉ်မှာရောက်ရှိလာခဲ့ပါတယ်အဲ့ဒီပွဲကပွဲပြီးသွားခဲ့တာတောင်ဘောလုံးပွဲလို့တောင်ခေါ်ဖို့ခက်လောက်အောင်ရုပ်ပြက်စင်ပြက်ဖြစ်ခဲ့ပါတယ်တမိုင်းဝင်ကတော့ပေါ်တူဂီနဲ့နယ်သာလန်ပွဲပေါ့ဒါပေမဲ့တရားမဝင်အနေနဲ့ကတော့နှွင့်ရင်ဘတ်တိုက်ပွဲလို့လူသိများခဲ့ပါတယ်အဲ့ဒီပွဲမှာအဝါကတ်16ကတ်အနီကတ်4ကတ်မရက်မနာရန်ဖြစ်တာတွေနဲ့အဆုံးမရှိတဲ့ပြစ်ဒဏ်ကျူးလွန်မှုတွေနဲ့ဖြစ်ပါတယ်မိနစ်အနည်းငယ်ကြာတိုင်းကွင်းရဲ့တနေရာမဟုတ်တနေရာမှာ
မှာအငင်းပွားတာတွေဖြစ်ပွားနေခဲ့ပြီးတော့ဒါကဘောလုံးသမိုင်းမှာရုံရက်ဆန်ခတ်အဖြစ်ဆုံးပွဲစဉ်တွေကတပွဲအဖြစ်သမိုင်းသွင်းကြံရစ်ခဲ့ပါတယ်ရော်နယ်ဒိုအတွက်တော့ဒါကပြိုင်ပွဲကြီးတွေရဲ့ဘောလုံးပွဲတဘာဝကိုစောစောစီးစီးသင်ခန်းစာရလိုက်တာဖြစ်ပါတယ်ဒါကပရီးမီးယားလိမဟုတ်ပါဘူးပြီးတော့သူထုံးစံအတိုင်းဘောလုံးအလှပြတတ်တဲ့ပြပွဲမျိုးလည်းမဟုတ်ခဲ့ပါဘူးပြိုင်ပွဲရဲ့အဆင့်တွေပိုပြီးတက်လန်းလာနိုင်လေကွင်းထဲမှာနေရာလွတ်တွေပုံနေလာလေဖြစ်ပြီးတော့ရှင်သန်ကြံရစ်ဖို့ရုန်းကန်ရမယ့်ဗီဇာကပိုပြီးတော့အရေးကြီးလာလေဖြစ်နေပါတယ်သူကအဲ့ဒီပွဲတွေရဲ့အချိန်တော်တော်များများကိုပြိုင်ဘက်တွေရဲ့ချိန်ချိန်လူချကစားတာကိုခံခဲ့ရပြီးတော့နောက်ဆုံးမှာတော့ဒဏ်ရာကြောင့်ကွင်းထဲကထွက်ခွာခဲ့ရပါတယ်ပေါ်တူဂီကတော့ကံကောင်းထောက်မစွာနဲ့ကြော်ဖြတ်နိုင်ခဲ့ပေမဲ့အဲ့ဒီအတွေ့အကြုံကရိုနယ်ဒိုရဲ့အပေါ်မှာဒဏ်ရာအနာတရအမှတ်အသားတစ်ခုခြံထားခဲ့ပါတယ်အဲ့ဒီနောက်အင်္ဂလန်နဲ့ပွဲစဉ်ရောက်ရှိလာခဲ့ပါတယ်ဒါကခရစ္စတီယာနိုရိုနယ်ဒိုရဲ့ပရိသတ်တွေရှေ့ကပုံရိပ်ကိုထာဝရပြောင်းလဲသွားစေခဲ့တဲ့နေရာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီကွာတာဖိုင်နယ်ပွဲစဉ်ကရိုးရိုးပေါ်တူဂီနဲ့အင်္ဂလန်ပွဲမဟုတ်ခဲ့လို့ဖြစ်ပါတယ်အဲ့ဒါတော့ရိုနယ်ဒိုနဲ့သူ့ကိုချီးပြင်းအောင်မြေတောင်မြောက်ပေးခဲ့တဲ့အင်္ဂလန်ရဲ့ဘောလုံးယဉ်ကျေးမှုတို့အကြားတိုက်ပွဲဖြစ်နေခဲ့လို့ပါ2006ခုနှစ်အရောက်မှာတော့မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကသူ့ရဲ့ဖွံ့ဖြိုးတိုးတက်လာမှုကို3နှစ်တိုင်စောင့်ကြည့်လာခဲ့ကြပြီဖြစ်ပါတယ်အင်္ဂလန်ဘောလုံးလောကကသူ့ကိုရင်ခွင်ပိုက်ခဲ့ကြတယ်လို့မျိုးဝေဖန်ခဲ့ကြတယ်ဂုဏ်ပြုခဲ့ကြတယ်လောင်ပြောင်တယောခဲ့ကြတာလည်းအတူတူပါပဲပြီးတော့ဝင်းရွန်နီကရိုးရိုးပြိုင်ဘက်တယောက်မဟုတ်ပါဘူးသူကရိုနယ်ဒိုရဲ့အသင်းပေါ်သူ့ရဲ့တငယ်ချင်းဖြစ်ပြီးတော့သူနဲ့သူပရီးမီးယားလိရဲ့အတောက်ပဆုံးလူငယ်ကျယ်ဝင့်ကြီးဖြစ်ပါတယ်ဇက်ကြောင်ကတော့သူ့လိုရေးထားပြီးသားဖြစ်သွားခဲ့ပါတယ်ရိုနီကကာဗယ်ဟိုတက်နေပြီလို့အနီကပြထုတ်ပယ်ခံရတဲ့အချိန်မှာပဲပွဲရဲ့အမော်စဖီယာတစ်ခုလုံးကပြောင်းလဲသွားခဲ့ပါတယ်ရိုနယ်ဒိုအပါအဝင်ပေါ်တူဂီကစားသမားတွေကရိုနီကိုကွင်းထဲကထုတ်ပစ်ဖို့ဒိုင်လိုကြီးကိုဝိုင်းအောင်ဖိအားပေးခဲ့ကြပြီးတော့ရိုနီကလည်းဒေါ်လာတကြီးနဲ့ကွင်းထဲကထွက်သွားခဲ့ရပါတယ်အဲဒီနောက်မှာရုပ်သံကင်မရာတွေကရိုနယ်ဒိုကပေါ်တူဂီအရန်ခုန်တန်းစီလှမ်းကြည့်လိုက်ပြီးမျက်စိတစ်ဖက်မှိတ်ပြလိုက်တာကိုရိုက်ကူးမိသွားခဲ့ပါတယ်ဘောလုံးလောကရဲ့သတင်းလောကကြီးတစ်ခုလုံးမှာပြောစရာဇလန်းကြီးတစ်ပုဒ်ရသွားခဲ့ပါပြီအဲ့ဒီမျက်စိမိတ်ပြမှုကတကယ်ပဲတစ်ခုခုကိုဆိုလိုတာလားမဆိုလိုတာလားဆိုတာကနောက်ပိုင်းမှာဘာမှအရေးမပါတော့ပါဘူးအဲ့ဒီပုံရိပ်ကနိုင်ပိုင်းအတွင်းမှာတင်ကမ္ဘာတဝန်းလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်ပြည်တိုင်သတင်းစာတွေပောက်ကွဲထွက်ကုန်ကြပြီးတော့ရုပ်သံဆွေးနွေးပွဲတွေဇက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်ရုတ်တရက်ဆိုသလိုပဲရိုနယ်ဒိုကအင်္ဂလန်နိုင်ငံအတွက်ပါရမီရှင်လူငယ်ကစားသမားလေးမဟုတ်တော့ပါဘူးသူကဘီလိန်ဖြစ်သွားခဲ့ပါပြီ2006ခုနှစ်ရဲ့တိုတောင်းတဲ့ကာလတစ်ခုအတွင်းမှာရိုနယ်ဒိုကအင်္ဂလန်မှာလူမုန်းခံရဆုံးဘောလုံးသမားတဦးဖြစ်လာခဲ့ပါတယ်ဖာဂူဆန်ကတော့နာဂတ်ဘောလုံးတယောဆုရှင်တဦးကိုမြေတောင်မြောက်ပေးနေတာပါဒါပေမဲ့အင်္ဂလန်ကတော့ရုတ်တရက်ဘီလိန်တယောက်ကိုပဲမြင်တွေ့လိုက်ရပါတယ်ဒါပေမဲ့အခြားတစ်ဖက်ကကြည့်ရင်အဲ့ဒီလိုပြင်းပြင်းထန်ထန်တုံ့ပြန်ပုတ်ခတ်ခံရတာတွေကသူ့ရဲ့နာမည်ကြော်ကြားမှုကိုပို့ပြီးတော့အရှိန်မြင့်တင်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ပထမဆုံးချိန်ဖြစ်ရိုနယ်ဒိုကရိုးရိုးဘောလုံးသမားမဟုတ်တော့လို့ပါပဲသူကအားကစားလောကရဲ့ဗဟိုချက်မှဆက်ဆောင်ကြီးတူဖြစ်လာခဲ့ပါတယ်လူတွေကသူ့ကိုချစ်ကြတယ်လို့မုန်းလဲမုန်းကြပါတယ်ဒါပေမဲ့ပို့ပြီးတော့အရေးကြီးတာကလူတိုင်းကသူ့အကြောင်းကိုပဲပြောနေကြတာဖြစ်ပါတယ်ပေါ်တူဂီကအင်္ဂလန်ကိုပနတီအဆုံးဖြတ်နဲ့အနိုင်ယူခဲ့ပြီးတော့ရိုနယ်ဒိုကသူ့ရဲ့ပနတီကိုအောင်မြင်စွာကန်သွင်းနိုင်ခဲ့ပါတယ်ရုတ်တရက်ပေါ်တူဂီက1966ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ကမ္ဘာဖလားဆီမီဖိုင်နယ်အဆင့်စီရောက်ရှိသွားခဲ့ပါတယ်ပြီးတော့ခဏတာအခိုက်အတန့်အတွင်းမှာဘိုးဆွဲဖို့တကယ်ပဲဖြစ်နိုင်ခြေရှိတယ်လို့ခန်းစားခဲ့ရပါတယ်ဖီကိုရဲ့ရွှေရောင်မျိုးဆက်ကြီးကရှိနေစေဖြစ်ပြီးတော့ရိုနယ်ဒိုကလည်းထွန်းတောက်လာနေတာကြောင့်ပါခုဆိုရင်လမ်းစာပွင့်သွားခဲ့ပါပြီဆီမီဖိုင်နယ်မှာပြင်သစ်အသင်းကစပိန်ကိုကြော်ပြီးတော့စောင့်ကြိုနေတယ်လို့သမိုင်းသစ်ရေးထိုးနိုင်မဲ့အခွင့်အရေးကလည်းစောင့်ကြိုနေခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့သူတို့ကဇီဒန်နဲ့တွားတိုးခဲ့ပါတော့တယ်ပြီးတော့ဒါဟာလည်းဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေတစ်ခုဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ရိုနယ်ဒိုရဲ့ဆက်လန်ကစတင်ကားစားပဲရှိနေချိန်မှာဇီဒန်ကတော့သူ့ရဲ့ဇသိမ်းပိုင်းစီကိုရောက်ရှိနေလို့ဖြစ်ပါတယ်အဲ့ဒီပြင်သစ်သားကြီးကသူ့ရဲ့ထူးခြားပြောင်မြောက်လာတဲ့ကစားသမားဘဝနောက်ဆုံးစမျက်နှာကိုရေးထိုးဖို့စူးစမ်းနေသူပြီးပွဲတစ်ခုလုံးကိုတည်ငြိမ်လှတဲ့သူ့ရဲ့အရှိန်အဝါနဲ့ထိန်ချုပ်မောင်းနှင်သွားခဲ့ပါတယ်ပြင်သစ်အသင်းကဇီဒန်ရဲ့ပနတီတွင်းကိုနဲ့တကိုးဂိုးမရှိနဲ့နိုင်ခဲ့ပြီးတော့ပေါ်တူဂီရဲ့ချန်ပီယံအိမ်မက်ကြီးကလည်းတိတ်တဆိတ်ပျောက်ကွယ်သွားခဲ့ရပါတယ်ရက်နေငယ်အကြာမှာဂျာမနီကတတိယနေရာလူပွဲမှာပေါ်တူဂီကိုအနိုင်ယူခဲ့ပြီးပြိုင်ပွဲကြီးတစ်ခုလုံးလည်းပြီးဆုံးသွားခဲ့ပါတယ်